မင်္ဂလာပါရှင်ဒီနေ့မှာတော့ကျမတို့ A I O ဆိုတဲ့ဒီနှလုံးတွဲတရ3မျိုးနဲ့သက်ဆိုင်တဲ့လေ့ကျင့်ခန်းတွေလုပ်ကြည့်ရအောင်နံပါတ်ဒီမှာတစ်ခု1အနေနဲ့ဆိုလို့ရှိရင်ကျမတို့ number 1အနေနဲ့ဆိုရင်ဒီမှာပုံလေးတွေပြထားတယ်ဟုတ်လားအမ1 2 3 4 5ပေါ့နော်example လေးလည်းပါတယ်အမှဆိုလို့ရှိရင်သူကဒီပါလေ date ကလေးကိုပြောင်းနေတာเนาะအဲ့ဒါကိုဆိုရင်ကျမတို့ကအဲ့ဒီဒီမှာခုနကပြောတဲ့ A I O ဆိုတဲ့အတန်3တန်ပါတဲ့စာလုံးလေးเนาะကိုကမှန်းပြီးတော့ဖြည့်ရမှာပေါ့လားexample လေးဆိုရင် changing the date ကဲ number 1ပုံလေးမှာဆိုလို့ရှိရင်တို့ကဘာလုပ်နေရလဲယထာဆောင်နေတာအဲ့တော့ကျမတို့ waiting for the train เนาะအမှဆိုလို့ရှိရင်ကျမတို့ I အတန်လဲပါတယ် A အတန်လဲပါမယ်เนาะ O အတန်လဲပါမယ် number 2 taking a break number 3 raining in Spain နောက်တစ်ခုကကြာကျမတို့က making a mistake เนาะနောက်တစ်ခု number 5ကကြာတော့ baking a cake native speaker ရဲ့အတန်လေးတစ်ချက်နားထောင်ပြီးတော့ပြန်စစ်ကြည့်ရအောင် Changing the date. 1, Waiting for the train. 2, taking a break. 3, Raining in Spain. 4, making a mistake. 5, 9.2 အဲ့မှာဆိုလို့ရှိရင်ကျမတို့ကဒီမှာပေါ့နော် past tense နဲ့ပေးထားတယ်ဟုတ်လားဒီ past tense နဲ့ပေးထားတဲ့ဥစ္စာလေးကိုကျမတို့က buff 1เนาะbuff infinitive လေးပြန်ပြောင်းရမှာသူတို့အတင်မှာဆိုရင်အတန်က I ဆိုတဲ့အတန်ရှိမယ်။နောက် wrote သူရဲ့infinitive ပုံစံအားဆိုရင် write tried trying found find bought buy flew fly I အတန်ပါမယ်เนาะဟုတ်ပြီ native speaker ရဲ့အတန်တစ်ချက်နားထောင်ကြည့်ပါ example. Drive. 1, Write. 2, Try. 3, Find. 4, Buy. 5, Fly. ခု 9.3 မှာဆိုလို့ရှိရင်တဲ့ဒီမှာပေါ့နော်ဒီစာကြောင်းတွေမှာတဲ့စာကြောင်းလိုနေတဲ့စာကြောင်းတွေဒီပန်းရောင် box လေးတဲ့ဟာလေးနဲ့ဖြည့်ရမယ်ပေါ့နော်အဲ့မှာဆိုလို့ရှိရင် A I ဆိုတဲ့အတန်ကြီးပါပါတယ်တဲ့ကဲဟုတ်ပြီ9.3 ကိုတစ်ချက်ကြည့်မယ် Plane left in the evening and arrived the next morning. It was a night flight. No? A တန်လည်းပါတယ် I တန်လည်းပါတယ် It's best to drink white wine with fish. Number 3, 14 kilometers is about 8 miles. Number 4, there was no rain yesterday. It was a dry day. 5, I think I'm lost. Is this the right way to the beach? 6, we had a great time. Thanks. Bye. ဒါလေးတွေကျွန်မဒီ key ပေါ့နော်အဖြေလေးတွေကို comment မှာပေးထားပါမယ်YouTube ကကြည့်ရလူတွေကတော့ဒီအနောက်ဘက်မှာပေးထားလိုက်ဒီတစ်ခါလေးလောက်ပြပေးလိုက်ပါမယ်နော် 1. The plane left in the evening and arrived the next morning. It was a night flight. 2. It's best to drink white wine with fish. 3. 14 kilometres is about 8 miles. 4. There was no rain yesterday. It was a dry day. 5. I think I'm lost. Is this the right way to the beach? 6. We've had a great time, thanks. Bye. Number 9.4 မှာဆိုလို့ရှိရင်သူကpicture လေးတွေပေးထားတယ်အဲ့မှာဆိုလို့ရှိရင်တဲ့ဒီပေါ့နော်စာလုံး6လုံးက A အတန်ပါတယ်3ခုကကြတော့ကျမတို့
I ဆိုရဲအတန်ပါတယ်ဒီနောက်ထပ်3ခုဟာဆိုလို့ရှိရင်เนาะကျမတို့ OE ဆိုရဲအတန်ပါတယ်ကြည့်အောင် A ဆိုရဲအတန်ပါတာ number 1 radio number 2 table number 3 cake number 4 က train number 5 plane number 6 suitcase ဟုတ်ပြီအဲဆိုလို့ရှိရင်ကျွန်တော် number 7ကိုတစ်ချက်ကြည့်သွားကြတော့ I ဆိုရဲအတန်ပါတယ်ဟာnumber 7ကကြတော့ဒါက light number 8 H ကကြတော့ wine number 9 ice ဟုတ်ပြီ10ကကြတော့ OE ဆိုရဲအတန်ပါတယ်ဟာ boy 11က coins 12ကကြတော့ toys ဟုတ်ပြီနော် native speaker ရဲ့အတန်ကိုတစ်ချက်နားထောင်ကြည့်ပါရှင် Radio. 2, Table. 3, Cake. 4, Train. 5, Plane. 6, Suitcase. 7, Light. 8, Wine. 9, Ice. 10, Boy. 11, Coins. 12. Toy. အခု 9.5 9.5မှာဆိုလို့ရှိရင်တော့ native speaker ရဲ့အတန်ကိုတစ်ချက်နားထောင်ပြီးတော့ဘာစလုံးကိုပြောသွားလဲဆိုတော့ကျမတို့ဒီ1နှလုံးထဲကနေတစ်လုံးရွေးပါပေါ့နော်အဲ့ဒါကတော့ခုဘကိုလေးချင်းမှာကျမကကြတော့အတန်ထွက်ပုံထွက်နည်းပြောပြမယ် number 1မှာဆိုရင် gate နော် gate နောက်တစ်ခုကကြတော့ get ပါစပ်ပုံစံလေးကိုကြည့်နော် gate get number 2 way Number 3, my, may. 1, gate. 2, where. 3, my. ဒီနေ့ video ကတော့ဒီလောက်ပါပဲနောက် video တွေမှာပြန်တွေ့ပါမယ်နော်